မိန်းကလေးတစ်ယောက်ကဖားပြုတ်ကြီးကိုပေါက်စီတစ်လုံးကျွေးလိုက်တဲ့အခါမထင်မှတ်ထားပဲရွှေတန်ချိန်1000လောက်ကိုဖားပြုတ်ကြီးကအန်ထုတ်လိုက်ပါတော့တယ်ဒီမြင်ကွင်းကြောင့်လူတိုင်းအံ့အားသင့်သွားကြပေမဲ့မိန်းကလေးကတော့ဒီသားရဲကြီးကိုဘလို့နှိမ်နေရမလဲဆိုတာသိသွားလို့အယမ်းကိုဝမ်းသာသွားပါတယ်တကယ်တော့ဒီဖားပြုတ်ဟာဘီလိန်ဖြစ်သူကရွှေတိုက်ကိုဖောက်ဖို့တမင်လွတ်လိုက်တာပါဖားပြုတ်ကြီးဟာရောက်တဲ့နေရာကရွှေမှန်သမျှကိုမျိုးချပြီးဗိုက်ထဲထည့်ခဲ့တာကြောင့်ရွှေစားသားရဲကြီးအဖြစ်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်လူတစ်ယောက်ကသူ့ရဲ့စွမ်းအားနဲ့ဒီသားရဲကိုတတ်ဖို့ကြိုးစားပေမဲ့သူ့တငယ်ချင်းကတားလိုက်ပါတယ်ဘာလို့လဲဆိုတော့ဖားပြုတ်ကိုတက်လိုက်ရင်သူ့ဗိုက်ထဲကရွှေတွေအလုံးပါပြက်ကွယ်သွားမှာမို့လို့ပါဒါကိုတိသွားတဲ့ရွှေစားသားရဲကြီးဟာပိုပြီးတော့တောင်မောက်မာလာပါတယ်ရွှေတိုက်ထဲကရွှေတွေကိုအကုန်မျိုးချပြီးတင်းပေါက်ကနေခုံချထွက်ပြေးသွားပါတယ်ပိုပြီးအံ့ဩစရာကောင်းတာကကောင်မလေးရဲ့ခေါင်းပေါ်ကဆန်ထိုးကိုတောင်မချမ်းပဲလူယူကိုစူးစမ်းခဲ့တာပါကြောက်လန့်နေတဲ့ကောင်မလေးကသူမရဲ့မုတ်ကိုကားပြလိုက်တဲ့အခါသားရဲကြီးကရုတ်တရက်ပါဆက်ပိတ်သွားပါတယ်အနားမှာရှိတဲ့မိန်းကလေးကသားရဲကြီးဟာလူတွေစားတဲ့အစားအစာကိုမကြိုက်ဘူးဆိုတာချက်ချင်းရိပ်မိသွားပါတယ်ဒါနဲ့သူမကလူတွေကိုသူတို့ဆိုင်ကမုတ်တွေနဲ့သားရဲကြီးကိုပြစ်ပေါက်ဖို့အော်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးဟာလွတ်မြောက်သွားခဲ့ပေမဲ့ပြစ်စရာမုတ်တွေကုန်သွားတဲ့အခါသားရဲကြီးကပြန်ပြီးတောင်းကျမ်းလာပါတယ်နောက်ဆုံးအားကိုးရမဲနေတဲ့အချိန်မှာမိန်းကလေးဟာအမျိုးသားတစ်ယောက်စီကပေါက်စီတစ်လုံးကိုယူပြီးသားရဲကြီးရဲ့ပါးစပ်ထဲကိုအားကုန်လို့ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရွှေစားသားရဲကြီးဟာဗိုက်ထဲကနေပြင်းပြင်းထန်ထန်နာကျင်လာပြီးမြို့ထားသမျှရွှေတွေကိုအကုန်ပြန်အန်ထုတ်ပါတော့တယ်။နောက်ဆုံးမှာတော့သားရဲကြီးဟာမူလဖားပြုတ်ဘဝကိုပြန်ရောက်သွားပြီးစီဒီငယ်နဲ့အနှိမ်နှင်းခံလိုက်ရပါတယ်။ရွှေတိုက်ကိုလူယူဖို့စူးစမ်းတဲ့ဘီလိန်ရဲ့အကြံအစီကြီးလည်းပျက်စီးသွားပြီးထောင်ထဲကိုအပို့ခံလိုက်ရပါတော့တယ်။